အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမမျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ပန်းတီးလေးကပေးနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပန်းတီးတစ်နေ့တစ်လုံးစားပြီးမယ်ဆိုရင်ဆေးကန်းပြဖို့မလိုလောက်အောင်ကျန်းမာစေတယ်ဆိုတဲ့စကားကိုတငယ်ချင်းတွေတော်တော်များများကြားဘူးကြမယ်လို့ထင်ပါတယ်ရှင်အမှန်တကယ်တော့တတိဝလံတွေနဲ့ဟင်းသီးဟင်းရွက်တွေဟာလူခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ဗီတာမင်နဲ့ဓာတ်ထုဓာတ်တွေကိုပေးစွမ်းနိုင်တယ်လို့အာဟာရဓာတ်တွေပါပေါ်ကျယ်သွားပါတယ်ရှင်။ဒါကြောင့်လေကျန်းမာရေးကိုကောင်းမွန်စေပြီးတော့ယောဂအမျိုးမျိုးကိုကာကွယ်ပေးနိုင်တာကြောင့်နေ့စဉ်အစားအာဟာရထဲမှာမရှိမဖြစ်စားပေးတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒီလိုဆိုရင်ပန်းတီးဟာတကယ်ပဲဆရာဝန်တွေပြောကြတယ်လို့အကျိုးကျေးဇူးများတဲ့တတိတစ်မျိုးလားပန်းတီးမှာဘလို့အာဟာရဓာတ်တွေပါဝင်နေတယ်လေအဲ့ဒီအပြင်ပန်းတီးကဘလို့ယောဂတွေကိုမဖြစ်လာအောင်ကာကွယ်ပေးနိုင်တယ်ဆိုတာကိုဒီဗီဒီယိုလေးမှာဘဝတုတ္တအနေနဲ့မျှဝေပေးချင်ပါတယ်ရှင်ပန်းတီးမှာဆိုလို့ရှိရင်အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်ရှင်။ပန်းတီးဟာနေ့စဉ်ပုံမှန်စားပေးတဲ့အစားအစာတစ်မျိုးဖြစ်ပြီးတော့လူတွေကိုကျန်းမာအသက်ရှည်စေတဲ့အစားအစာ10မျိုးထဲမှာပါဝင်ပါတယ်လို့ကမ္ဘာတဝန်းကကျန်းမာရေးပညာရှင်တွေကဆိုထားကြပါတယ်ရှင်။ပန်းတီးမှာအရွယ်တင်နှုတ်ပြိုစေပြီးတော့ခန္ဓာကိုယ်ကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေအများအပြားပါဝင်ပါတယ်။ထို့အပြင်အစာကြေစေတဲ့အမြင့်ဓာတ်တွေလည်းပါဝင်တာကြောင့်အစာအိမ်နဲ့အစာကြေစနစ်ကိုလည်းကောင်းမွန်စေပါတယ်ရှင်။ဒါချင်းမကဘဲနဲ့လူခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ဗီတာမင်နဲ့ဓာတ်ထုဓာတ်တွေလည်းပန်းတီးမှာပေါ်ကျွယ်ဝစွာပါဝင်နေပါတယ်ရှင်။နံပါတ်1အနေနဲ့ပြောပြရင်တော့ပန်းတီးဟာအုံနောက်နဲ့အာယုံကြောကိုကျန်းမာစေပါတယ်ရှင်။ပန်းတီးမှာပါဝင်တဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေဟာအုံနောက်ကိုကြန့်ခိုင်ကျန်းမာစေပြီးတော့အာယုံကြောစနစ်ကိုလည်းကောင်းမွန်စေပါတယ်ရှင်။ပန်းတီးကိုပုံမှန်စားပေးခြင်းအဖြစ်မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်။အာယုံကြောတွေကိုလည်းလန်းဆန်းတက်ကြွစေပါတယ်ရှင်။ဒုတိယတစ်ချက်ကတော့စိတ်ဖြစ်စည်းမှုတွေကိုလျှော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။အသက်အရွယ်ကြီးလာတဲ့အခါဖြစ်တတ်တဲ့အဲဆိုင်မာယောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်လို့လေ့လာချက်တွေမှာလည်းတွေ့ရှိထားပါတယ်ရှင်။ဒါအပြင်အုံနောက်တွေးကြောပြက်ခြင်းနဲ့ရုတ်တရက်တတိလက်ခြင်းစတဲ့ပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။ပန်းတီးဟာကိုလက်စထရောကိုလည်းရောကျစေပါတယ်ရှင်။ပန်းတီးကိုနေ့စဉ်ပုံမှန်စားပေးတဲ့အခါခန္ဓာကိုယ်အတွက်မကောင်းတဲ့ကိုလက်စထရောပမာဏတွေကိုတိတိတသာလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်နှလုံးနဲ့တွေးကြောဆိုင်ရာကျန်းမာရေးတွေကိုကောင်းမွန်စေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုလည်းလျော့နည်းစေပါတယ်ရှင်။ဆီးချိုရောဂါဖြစ်နိုင်ခြင်းကိုလျော့နည်းစေခြင်းသူတည်တနာပြုချက်တွေအရာတပတ်ကိုပန်းတီးအနည်းဆုံး3လုံးခန့်စားပေးတဲ့သူတွေကပန်းတီးလုံးဝမစားတဲ့သူတွေနဲ့ရှင်ကြည့်တဲ့အခါမှာအမျိုးအစားနဲ့စီးချိုယောဂဖြစ်နိုင်ခြင်းရောနေတယ်လို့တွေ့ရှိထားပါတယ်ရှင်။ဒါကြောင့်ကလေးတွေမှာအဝလွန်ခြင်းနဲ့စီးချိုယောဂမဖြစ်အောင်ကာကွယ်ဖို့လဲပန်းတီးကိုနေ့စဉ်အစားအစာထဲမှာထည့်သွင်းစားတောက်ပေးတတ်ပါတယ်နော်။နောက်ထပ်တစ်ချက်ကတော့ရင်သားကင်ဆာကိုကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသမီးတွေကိုနှစ်စဉ်ချင်းချောက်နေတဲ့ယောဂါတွေထဲမှာရင်သားကင်ဆာဟာလည်းတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။လေ့လာချက်အချို့အရပန်းတီးကိုနေ့စဉ်ပုံမှန်စားတဲ့အမျိုးသမီးတွေမှာရင်သားကင်ဆာဖြစ်နိုင်ခြင်းရောနေနိုင်တယ်လို့လည်းတွေ့ရှိထားပါတယ်ရှင်။ဒါကြောင့်ပန်းတီးဟာအမျိုးသမီးတွေအတွက်လည်းအလွန်အသုံးဝင်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့အဝလွင်ခြင်းကိုကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်ရှင်။ပန်းတီးမှာအာဟာရဓာတ်များစွာပါဝင်ပြီးတော့အမြင့်တက်လဲပေါ်ကျွယ်ဝတာကြောင့်ဗိုက်ကိုပြည့်လွယ်ပါစေတယ်ရှင်။ဒါကြောင့်အစာလွင်ခြင်းကိုကာကွယ်ပေးတယ်။ကိုယ်အလေးချိန်ကိုထိန်းနိုင်စေတယ်။အဝလွင်ခြင်းကိုလည်းလျော့နည်းစေတာပဲဖြစ်ပါတယ်ရှင်။အဝလွင်ခြင်းဟာနှလုံးယောဂါ၊ဆီးချိုယောဂါ၊တွေးတိုးယောဂါနဲ့ကင်ဆာယောဂါတွေကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ပန်းတီးမှာတခြားသစ်သီးဝလံတွေထက်အာဟာရဓာတ်တွေပိုပြီးတော့ပေးစွမ်းနိုင်ပါတယ်ရှင်။ပန်းတီးမှာဆိုလို့ရှိရင်ဗီတာမင် C ဗီတာမင် A ဗီတာမင် K ဗီတာမင် B အုပ်စုကယ်လ်ဆီယမ်ပိုတက်ဆီယမ်အိုင်ယွန်းနဲ့မဂနီဆီယမ်စတဲ့အာဟာရဓာတ်တွေလည်းပါဝင်ပါတယ်ရှင်။အဲ့ဒီရဲ့ဓာတ်တွေကကိုယ်ခံအားကိုမြင့်တင်ပေးပြီးတော့တွေးလည်ပတ်မှုကိုကောင်းမွန်စေတယ်လို့ယောဂတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။ဒါကြောင့်ကျန်းမာရေးကောင်းမွန်ပြီးတော့အသက်ရှည်ရှည်နေခြင်းနဲ့ဆိုလို့ရှိရင်တကယ်ချင်းလေးတို့ကပန်းတီးတစ်နေ့တစ်လုံးစားပေးတဲ့အလေးအကျင့်ကိုနေ့စဉ်အစားအစာထဲမှာထည့်သွင်းပြီးတော့စားတော့ကြပါလို့အကြံပေးလိုက်ပါရစေနော်။ကဲဒီဗီဒီယိုလေးကတငယ်ချင်းတွေအတွက်အကျိုးရှိတယ်ဘဝတုဒ္ဒရခဲ့တယ်ဆိုလို့ရှိရင်ဒီ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်နော်။တာယာပျော်ရွှင်တော့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေရှင်။